အားလုံးပဲเนาะကျွန်တော်အကောင်းဆုံးကြိုးစားပေးခဲ့တယ်နောက်ဆုံးနေ့မှာတော့6ပတ်တီးနဲ့98မိန်အော်98တင်နှစ်ကွက်တည်းပေးခဲ့တာ98မိန်အောင်ပါရောเนาะအဲဆိုကျွန်တော်တို့98ထပ်သွားပါတယ်ညနေ4:30မှာဒါဆိုအားလုံးပဲကျွန်တော်ပေါက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့เนาะကျွန်တော်ရဲ့ comment လေးမှာဘာလို့ဖို့ရကြလဲ comment မှန်ပြီးတော့ကျွန်တော်ရဲ့ subscriber လေးကိုအမြဲတမ်းတွေ့ရအောင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးအမြဲတမ်းတွေ့ရအောင် like and subscriber လေးလုပ်ပြီးတာကိုကျွန်တော်မြစ်တာရက်ခတ်ပါတယ်အားဆိုကျွန်တော်နောက်ပတ်မှာအကောင်းဆုံးတွေနဲ့ပြန်လာခဲ့ပြီပေါ့နော်ကျွန်တော် live လွှင့်တာလေးကိုအကုန်လုံးဒီတွေ့နေခြင်းနေဆိုရင်ဒီကျွန်တော်လည်း live လွှင့်လို့ရအောင်လို့ပေါ့နော် subscriber လေးအမြဲဆုံးပြည့်အောင်လို့ပေါ့နော်ဒီအကုန်လုံးတူတူရောက်ခြင်းနေတိုင်းအကုန်လုံး subscriber လေးလုပ်ပေးတာကိုကျွန်တော်မြစ်တာရက်ခတ်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ပတ်မှာအကောင်းဆုံး site တွေနဲ့အခုလိုမျိုးပဲเนาะကျွန်တော်ရဲ့တကောကောင်းနှစ်ကောကောင်းတကောနှစ်ခွက်တည်းကျွန်တော်ပေးပြီးတော့အကိုရီမလေးပေါ့เนาะဒီဈေးဘိုးလေးထိုးရင်းကနေပြီးတော့အမြတ်ယူကြမယ်ဆိုတဲ့အတူလေးနဲ့ကျွန်တော်အကောင်းဆုံးအကုန်လုံးကိုညီပေးခဲ့တာဖြစ်တဲ့ကြောင့်မလို့အခုလည်းကျွန်တော်နှစ်ကွက်တဲ့ပေးရင်းရနေပြီးတော့အခု98မိန်ရောဆိုပြီးကျွန်တော်ထပ်ပြီးတော့အောင်ခဲ့ပြန်ပြီပေါ့နော်နောက်ဘက်မှာလည်းကျွန်တော်အကောင်းဆုံးတွေနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးတာပါကျွန်တော်ဒီဘီလည်းမလို့ငွေလည်းမလို့ဒီဟိုလည်းမလို့ပေါ့နော်ဒီငွေကြေးဘာမှမလို့ပေါ့နော်အကိုရီမလည်းကျွန်တော်လိုတာမြစ်တာတကူလည်းကျွန်တော်မြစ်တာထားတယ်မျိုးကိုရီမလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလုပ်ပေးဖို့ပဲလိုပါတယ်ပေါ့နော်ညနေမှာတော့ကျွန်တော်အကောင်းဆုံးကြိုးစားပြရကြိုးစားပြရနဲ့တယ်ပေါ့နော်အားလုံးပဲပေါက်ကြလို့ကျွန်တော်ကန်ကြည့်ဝမ်းသာတယ်ပေါ့နော်တော့ကျွန်တော်နောက်ပတ်မှာကောင်းတဲ့ပြန်လာခဲ့မယ် like and subscribe လေးလုပ်ပေးတာကိုဗီဒီယိုလေးကို share ပြီးဖို့ကျွန်တော်တရားနေပြီးတောင်းဆိုလိုက်ပါတယ်အားလုံးပဲကဲပိတ်ရနေရမှာအားလုံးပဲကောင်းကောင်းပျော်ကြပါသည်လို့ကျွန်တော်ဆုမွန်အောင်တောင်းပေးလိုက်ရင်ကျွန်တော်ဗီဒီယိုလေးဆုံးသတ်မယ်ပေါ့နော်